အားလုံးပဲမင်္ဂလာပါဘာလို့လဲစူပါဆန်လေးတော့ကျွန်တော်တို့ပြန်လဲလို့ရောက်ရှိလို့လာပါပြီเนาะတစ်ပတ်ကလည်းခဏလေးရနော်အိတ်လိုက်စားလိုက်အလုပ်သွားလိုက်ပြန်လာလိုက်နေဒီနေ့ကတော့ကျွန်တော်တို့ဒီနေ့တာပင်ပန်းမှုတွေကိုအကုန်လုံးပြပြောက်စီဖို့အတွက်ကျွန်တော်တို့ဒီဥမှုတီတို့ဦးနီကျော်တွေဟာတာလေးတွေနဲ့နားထောင်ရင်ကျွန်တော်တို့အပန်းဖြေကြတာပေါ့ဗျာစိတ်ညစ်နေရင်ဝင်လာကြည့်ဗျာဟာတာလေးတွေပြောတယ်ဘာညာပေါ့ကွာသိရမလားတူကြည့်မယ် let's goဦးစားလာလို့ရောက်တဲ့နေရာတိုင်းမှာအုပ်ပေါင်းမျိုးသမီးတွေကမိတ်ဆက်စာပြီးကြပါလေမိတ်ဆက်စာပြီးကြပါလေခင်ဗျာတဲ့မသိဘူးဗျာဟုတ်ကဲ့အဲ့လက်စွပ်နဲ့နာယူဝစ်ပြီးနေရနာယူလည်းကြီးပဲကျိုးနာယူလည်းကြီးလာအောင်နာယူလည်းကျိုးသုံးမိတာတော့ရှိတယ်ဦးနေကျော်သူလည်းအဲ့ဒီကြီးနေနော်ဟဲ့ဒါကကြပြချမ်းလိုက်ဟောလေးကရှင်နဲ့အမြဖြစ်တယ်ဆိုရင်ယုံမလားယင်အော်ယုံပါလေရှိရင်ရှင်နဲ့အမြချစ်တယ်ဆိုရင်ယုံမလားယင်ဒုစီကစာမသိသေးဘူးနော်စာလာရဆိုလို့တာဥပဝနောက်ကနေဟာမိုနီလိုက်နေတာဥမိုဒီဖတ်ပြရတယ်နောက်ကြည့်ကိုယုံပါလေကိုယုံပါလေတနေ့မှမရပါဘူးကိုကမင်းနဲ့တော့ကိုပါသေးတယ်ရှိတယ်အဝဲချင်းကြီးရတယ်တားလေးမောင်ဘောကြီးအဝိဇ္ဇာကဘုံဘုံတာလူ sorry အမေရဆာလာတော့မသိဘူးဟမ်ရှောက်ပြီးတော့ရှူချောနောက်ကနေဘာညာလုပ်နေတယ်ဥပဝဟမ်ဦးနေကျော်ရှိရချက်တိတ်တယ်အမေဆရာကအမေအိုကျိုးလုပ်ခွင့်နေတယ်ပါပါခင်ဗျာအမေကအသက်90နဲ့60ရှိပါပြီဒီအသက်ကိုတားလေးမှငုံခမ်းမတက်ရှိရပါတော့တားလေးမောင်ဘောကြီးအမေတားလေးနေကောင်းရဲ့လားတားနေကောင်းပါလေအမေတားလေးနေကောင်းလို့လည်းအဲ့ဒီကကိုရင်းနိုင်ကိုကိုကြီးကိုအဲ့ဒါလမ်းပြောင်းပွဲမှာကနေပါလေအမေတားလေးကိုအမေဒီလိုတတိယရဲ့ခွေမိကိုလည်းတတိယပါလေအမေအမေလည်းတားဖို့တဲ့မေတ္တာကြောင့်တန်းချမ်းမာမာနဲ့ဆေးရုံဘောကမဆင်းရဘူးမြစ်တာတွေကြောက်နေကြမ်းမနဲ့ဈေးရောမစင်းရဘူးတဲ့ဘလို့တော့လားလို့ဥမိုးကြီးရဲ့အဲ့ဒါတကယ်လက်တွေ့ဟိုမဟုတ်ဘူးနော်တကယ်ရေးရတဲ့စာမို့တို့တို့ဇလန်းစင်ပြီးတော့လုပ်ထားတဲ့စာတကယ်မိုက်တယ်တိတ်တယ်ဒါတော့ဦးကြီးဘာမှကြံခဲ့တယ်အမေတို့မိသားစုလဲစားရတော့ရေးအရှင်ပြေကြတယ်သာဝန်ထိုက်ကအမေရဲ့ဘုန်းကြီးကျောင်းမှာကတ်နေရတယ်ဘုန်းကြောင့်မကက်နေရတယ်တိတ်တယ်ဘကူပါနဲ့သားရေဘုရားတော်ပြီမင်းအခုနွားကြီးဟောကိုနွားကြီးဟိုင်းဟောကိုနွားကြီးတော့ရှိပါလေခင်ဗျာအခုနွားကြီးတော့ရက်ွက်ကလည်းနေနေဟဲ့နွားကြီးတို့ကိုရရတယ်ဆိုတော့အခုနာမည်နွားကြီးတို့အမိကျွတ်သွားတာပါခင်ဗျာမင်းအခုနွားကြီးကဒီသိန်း9တောင်ပေါက်တယ်သာဟောဝန်ထိုက်တော့ကိုရေဝန်ထိုက်တိတ်ငါတော့နော်လက်မကအတူဆိုပြီးရဲဖမ်းသွားတယ်သာလက်မကအတူဖြစ်နေဖမ်းသွားပြီရဲ့ဘကူပါနဲ့သားရေရဲဖမ်းတာကိုရပေါ့ကိုရေအဲ့ဒီမှုကိုမင်းမကြီးကျွေးပေါ့ဟုတ်ပါရဲ့ဖရေးကျွေးပေါ့အခုနွားကြီးဖိုက်တက်ကျွေးပေါ့ဘယ်လိုလဲအောင်ပေါ်မင်းမကြီးကျွေးပေါ့ကလိုက်ပြီးတော့ဖြည့်ရှင်းလိုက်တာအဆင်ပြေသွားရောလားထောင်းနေကြသွားတယ်အဲ့ဒီဖြည့်လို့မဖြည့်ဖြည့်လွင့်လို့ထောင်းနေကြပါ ထောင်းနေကြပါလေ ဟော ဟဲ့ ဟော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 ဟေ
သူကလည်း တဲ့ သူရတော့မေး ဟာဒီကမိုက်ကမကောင်း မင်းဦးလေးဘယ်တော့ကတော့တနည်းမှမအားရဘူးသားရေ အားပြရမှာဟုတ် မင်းလေဘယ်တော့ ဘယ်လို အငားလိုက်နေရတယ်သား အားပြရမလားပြရမလား အခုကလည်းသားရေ သူရတော့မေး ပူရတာပုံကြီး မင်းဒီမှာလေးစိတ်မှာ ဟောဒီမလေးကထိတ်ပါအခုကနွားကြီးပါကြီးကျွဲ အကုန်ကလိမ့်ဆန်တယ်ပဲမွေးရိုးတွေကြီးပဲ ကိုရိုးရကြိုက်တာမျိုး မင်းဒီမှာလေးစိတ်မှာကမတော်တာလုပ်တော်ပြီသားရေ ညီမလေးထိတ်ပါဘာများမတော်တာလုပ်တယ်ညီမလေးရဲ့ ကိုပဲရွာကရှင်ဖုံးနဲ့ကိုရလိုက်ပြီးသွားပြီသား ထိတ်ပါဒီမောင်းနဲ့ဆိုတော့နင်းပေးပြီးပေါ့ အခုကလည်းသားရေ သူရတော့မေး လိုက်ပါဦးခင်ဗျာ ယူလိုက်ပါဦးဗျာယူလိုက်ပါဦးဗျာမှုရီစကားပြောရနော်ဟိုအတန်နည်းနည်းပြည့်ပြည့်နေသူပြောလိုက်တဲ့စကားလုံးကြီးညာတို့ကI don't know ရီရိုင်းပါပြောစကားလုံး အဲ့ဒီမူရင်းနဲ့အမေမရှိတဲ့မူရင်းကိုပေါင်းပြီးတော့ဘာမှကားအတွက်ဒီတကုတ်ဝင်ထားရတာ အော်လို့ဒီတဲ့ကြီးပါပြီ ဒီပိုင် အဲ့ဒါသင်္ချိုင်းနေနဲ့မလို့လို့ပြန်သိမ်းသွားပြီသားရေ ဒီတိုင်းနေပြီလို့ အခုကလည်းသားရေ ပူရတာပေါ့ သက်ရှိအမေတို့နေတဲ့အိမ်ကြီးကိုရောင်းချပြီးတော့အားမီးတွေကိုအမွေပေးမယ်လို့အမွေခွဲပေးမယ်လို့စီစဉ်နေတော့ ဖေးရဲ့တော်သမီးတွေကိုဒီတော့တန်ရုံးတွေကြီးမလာဘူးလား ဖေးဖေးစွန့်ဒီက ဟောပြည့်ပြည့် ဖေးကျွတ် အဖေကကျွတ် အဖေကကျွတ်အမေကဘာဖြစ်မလဲမသိ ဘယ်သူမှမပေးရဘူးကွာသူပြီးတော့အိမ်ကိုမီးချို့လိုက်တာသူကမီးတွေပါသွားတယ်သာ ဟာအဖေကွယ်ကြည့်ပြီးတော့မှာ အခုကလည်းသားရေ သူရတော့မေး ပူရတာ မ ပေါ့ ပေးဘူးသားရေ ဟာအဖေကမသိဘူးအသက်ကြီးနေတယ်ဘိုးကြီးတော့မသိဘူး မသိဘူးအဖေ ဒီအဖေမီးတော်ဝင်ထိုင်ရတယ်နဲ့မြို့ကိုတက်သွားတယ်သာ အဖေကတော့မခံချင်တဲ့ မြို့လေရောက်တော့ဘယ်သူမှအာမကိုဘူးကွာသူတက်ခဲ့တဲ့ပညာနဲ့ ဘာပညာလဲ ဒီ point မှာတောင်းစားနေတယ်သာ ဒီပွဲမှာတောင်းစားနေ မခံချင်လို့သူတက်ရတဲ့ပညာနဲ့မိခွေမှာတောင်းစားနေတယ်လေရောနိုင် သားလေးမောင်ကိုရေ အမေ တော်သေးပြီ တော်သေးပြီ တော်ပြီ သားရဲ့ခိလာတော့မင်းမွေးမေမေတော့စိတ်မှာ အော်တော်စဲမှာ တလိုက်ဆိုင်တဲ့ဆောင်ကိုမထွက်ရေးမှတယ် ဟုတ်လေဟုတ်တယ်နော်တိတ်ကြံတယ်မထွက် ဟာသာဒီ အကုန်လုံးလိမ့်ဆန်နာမည်တွေကြီးပဲဒါပေမဲ့ဥမိုဒီတွေရဲ့ဒါဟိုနော်တဘာကိုလည်းပြောလို့ရတယ်ပေါ့သူတို့ရဲ့ဒီဟို own creation ပြောနော်သူဇလန်စက်ကွက်သူဆင်သွားပြီးတော့အောက်ကပရိသတ်တွေရီရအောင်လုပ်ပြပါတကယ်မိုက်တယ်ဗျာโอเคဒီနေ့တော့ဒီလောက်ပါပဲဘာဖြစ်ရီရမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲ good night ပါ